မိုးရသည်မှာအဝတ်တွေမချောက်လို့စိတ်ညစ်နေပြီလားမပူပါနဲ့ဒီပြဿနာကိုဖြေရှင်းပေးဖို့အတွက် Beko dryer တွေရှိပါတယ်ကဲဒါဆိုအခုပဲတိတ်နဲ့တူတူ Bath and Kitchen Flash Showroom ဒီမှာဝင်ကြည့်လိုက်ရအောင်Beko dryer တွေမှာဆိုရင် air vented dryer, condenser dryer နဲ့ hybrid heat pump dryer ဆိုပြီးတော့၃မျိုးရှိပါတယ်။ air vented dryer ကတော့လေပူတွေကိုထုတ်ပေးပြီးအဆိုဓာတ်ကိုဖယ်ရှားပေးတဲ့အချောက်မြန်တယ်။ဒါကြောင့်လေထွက်ပိုက်လေးတက်ဆင်ပေးဖို့လိုအပ်ပါမယ်။ condenser dryer ကတော့လေထုတ်ပိုက်တက်ဆင်စရာမလိုပဲအဝတ်ဆိုတွေကိုအငွေ့ပြန်စနစ်အဖြစ်ပြောင်းလဲပြီးတော့အချောက်ခံပေးပါတယ်။ hybrid heat pump dryer တွေမှာဆိုရင်လေထုတ်ပိုက်တက်ဆင်စရာမလိုပဲဆိုထိုင်းတဲ့အဝတ်စားတွေကိုခြောက်သွေ့စေတဲ့အပြင်အဝတ်စားပစ္စည်းမှုကိုလည်းကာကွယ်ပေးပြီးလျှက်စစ်အသုံးစရိတ်ကိုလည်းတိတိတတ်တာသက်သာစေပါတယ်။ဟုတ်ပါတယ်အခုပြောပြပေးမှာကတော့ Beko ရဲ့ Sensor Control Hybrid Heat Pump Dryer 8kg လေးပဲဖြစ်ပါတယ်။မီယာစာသက်သာတဲ့နေရာမှာ extra အဆင့်ရှိတဲ့ Beko Hybrid Heat Pump Dryer ရဲ့အားသာချက်လေးကိုပြပြပေးချင်ပါတယ်။သုံးစွဲသူတွေအဆင်ပြေဖို့အတွက် Beko Hybrid Heat Pump Dryer မှာဆိုရင် function 16မျိုးထည့်သွင်းပေးထားတဲ့အတွက် rotate knob လေးကိုလှည့်ပြီးလူချင်းမင်းတို့စိတ်ကြိုက်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ LCD display ကိုကြည့်ပြီးတော့လည်းအသုံးပြုနိုင်ပါတယ်။ Rapid dry မှုကိုအသုံးပြုမယ်ဆိုရင်အချိန်ကုန်သက်သာစွာဖြင့်အသုံးပြုလိုတဲ့အဝတ်ထည်တွေကိုလျင်မြန်စွာခြောက်သွေ့စေမှာပဲဖြစ်ပါတယ်။ Night mode ကို on ထားမယ်ဆိုရင် dryer အသုံးပြုနေစဉ်အချိန်မှာအတန်ဆူညံမှုကိုကင်းဝေးစေပြီးတော့လျှက်စစ်သုံးစွဲမှုကိုလည်းသက်သာစေပါတယ်။နောက်တစ်နေ့မနက်မှာအဝတ်စားတွေကိုအဆင်သင့်ဝတ်ဆင်နိုင်မှာပဲဖြစ်ပါတယ်။ Baby product မှုကိုအသုံးပြုမယ်ဆိုရင်ကလေးငယ်တွေရဲ့အဝတ်ထည်မှာရှိတတ်တဲ့ moisture နဲ့အမှုန်အမွှားတွေကိုဖယ်ရှားတတ်ဆင်ပေးပါတယ်။ Dran ကိုလည်း style ကျတဲ့ design နဲ့ cover လုပ်ထားပြီး Beko washing machine နဲ့ပုံစံတူပြုလုပ်ပေးထားပါတယ်။ Dran ရဲ့အတွင်းပိုင်းနေရာကလုံလုံလောက်ရှိပြီးမျက်နှာပြင်ကို aqua wave design နဲ့ပြုလုပ်ထားတဲ့အတွက်အဝတ်ထည်တွေကိုနူးညံ့စွာခြောက်သွေ့စေပါတယ်။ Hybrid heat pump dryer မှာဆိုရင် wood mat အတိမတ်ပြုချက်ပါရှိပြီး reverse dran action ကိုအသုံးပြုထားတဲ့အတွက် dran လေပတ်မှုကအဝတ်စားများကိုလျင်မြန်စွာခြောက်သွေ့စေပြီးဖုံများအတွင်းသို့ဝင်ရောက်မှုမရှိစေရန်လည်းကာကွယ်ပေးပါတယ်။စင်ဆာထိန်းချုပ်မှုနဲ့အဝတ်စားတွေကိုနူးညံ့စွာခြောက်သွေ့စေပြီး dran အတွင်းပိုင်းမှာဆွတ်ဆင်းမှုမရှိတော့တဲ့အချိန်ဒီမှာဆိုရင်လည်းဆက်လက်ပတ်မှုကိုရပ်တန့်ပေးပါတယ်။ Beko dryer တွေကို standard warranty အနေနဲ့1 year ပေးထားတဲ့အပြင် Prosmate inverter motor ကိုအသုံးပြုထားတဲ့အတွက် motor warranty အနေနဲ့5 year အထိပေးထားပါတယ်။မျိုးအရေးသွေးကောင်းမွန်တဲ့ Beko dryer တွေကိုအသုံးပြုနေဆိုရင်တော့ Bath and Kitchen Flash Showroom ကြီးမှာအခုပဲလာရောက်ဝယ်ယူဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ Bath and Kitchen Flash Showroom ကြီးကို MS7 ရှုကင်းသာမြို့ပတ်လမ်းတာကေတာမြို့နယ်မှာဖွင့်လှစ်ထားပြီးတော့ဖုန်းနံပါတ်0988006340ကိုလည်းဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။